Hello ဒီအကြောင်းนี่ပြောပြမယ်ချစ်ဆုံးငါမင်းကိုသဘောကျတယ်စောက်ရီးမပါတဲ့လောကရဲ့ကြဆုံးခဲတွေဟာဒုက္ခငရေတချို့ကငါ့ကိုမုန်းသွားတယ်တချို့ကငါ့ကိုသုံးမရတဲ့ဟန်ဆောင်တော့မပြတော့ဘာကခံစားချက်တွေကိုဖွင့်ထားတော့ဒီနေ့မဟုတ်ရင်မနဲ့ပြန်လာမသေးခင်တွေ့ချင်တော့တက်တက်မြနှလုံးခုန်တဲ့တွေရက်တန်နာအသိစိတ်မဲ့နေတဲ့တစ်စက္ကန့်ချရှေ့သို့ထပ်မဆက်ရန်ကစေပေါ်လိမ့်နေမှာဖြစ်မှာပါဘသူကိုမမုန်းခဲ့ဘူးအားလုံးတကယ်ချစ်တာပါဝတ်ပါကွာခက်ကမှအချစ်ကမှနဲ့အမားရီများစွာဖြစ်လာမှနောက်ပြန်လဲဖို့နောက်ကျသွားပိတ်မိနေရဲ့ရုံးကမြဆိတ်ရှိနေလဲအမြီမြပြေးလိုက်ခဲ့ရတယ်လွဲသွားခဲ့တဲ့ယထာတွေအားတိုင်းရင်းတဲ့စိတ်တွေဟာညာပဲရောင်ရင်ဝန်တိုင်းချက်ပြေးထွက်ခဲ့ငါမှဒုံလိုက်မဲ့စိတ်တွေမှဖုံးရသုံးမိုင်ကွကျူးတဲ့ဖန်လေးဘလုံးတိုင်းလွဲစုကဆိုးဆုံးတော်ဆုံးပိုင်းနဲ့တော်ဆုံးပိုင်းနဲ့ငါဒုံတိုင်းနဲ့ငါနီးငါမှုငါထုံးတိုင်းနဲ့ကွဲခဲ့တဲ့သေးတွေကိုသိရမင်းလာဖတ်ထီပြီးအောင်တန်ရလေးအတွက်စေးပြီးအောင်တချင်းနေမင်းအတွက်ရေးပြီးအောင်မလူညံ့မှုတော်ဖို့နှိတ်ခွလုံးနဲ့မဟုတ်လားတဲ့ရမင်းတီးဆုံးမဲ့တန်ရောစင်တွေထက်ညီအောင်မဲ့နှလုံးသားမှာဖြီးမြတဲ့ချီလုံးတစ်ဖွဲဒီဘွားဒီညဒီလောက်ပဲရနာချင်းနေပြီးငါမှလဲတာမနာတော်ညသဲနာခဲ့ပြောချင်းရပြပြင်းတော့အိပ်ပါမယ်ပိတ်မိနေတဲ့အတိတ်ဟာမဲ့အမောင်တီဖုံးလွန်စိတ်တစားပဲငါကိုငါလဲလိပ်ပြမတန်သိလာနေရဲ့မနဲ့ဖြန်တွေ့ယနေ့ညချယ်ရီဟာလင်းကလည်းငါမြတ်တာမင်းဘောစင်ကတဲ့ကိုတဲ့မင်းတွေ့ဟင်းရထွက်ကနာခနဲ့တဲ့မင်းမငြင်းမနဲ့ခါလွဲ့နဲ့ပေါင်းလောက်ကြမယ်မတီးခဲ့ငါမှာဒုက္ခပဲဘလဟိုရဲတို့ပြုတ်ကြစေနီရုံးတော့ပဲချုပ်အပ်ပါမယ်ကိုတွေ့ရင်လည်းဆင်ဝင်သွားလို့ sorry နော်ဒါနဲ့ဘာပြောလိုက်တာလဲစောက်ရင်းပါလေ